那本蛮好，路也面也是的，路多吧路，到小，我对得起没就天呢，我都没有弄烂是吧？你打木打的去了，也好多留嘛，ဒီလိုအောင်နေတာဟိုအမိုးတွေပါရွာတခုခုဖြစ်တော့တိတ်အဆင်မပြေဘူး မင်္ဂလာပါဒီနေ့ကတော့အီတာဖာရှိခိုင်မှာကျင်းပတယ်အီတာဖာရှိဟန်နာပီတိုင်းခိုင်ပွဲရတော့ကြီးမားတဲ့မီရှူမီပန်းတွေခန်းနာတဲ့ရှိုးပွဲတွေကြောင့်နှစ်စဉ်နှစ်တိုင်းနာမည်ကြီးတဲ့မီပန်းပွဲတစ်ခုလည်းဖြစ်ပါတယ်အီတာဖာရှိခိုင်အာရခေါဝမြေကမ်းဘေးမှာကျင်းပပြီးတော့အနီးဆုံးဘူတာတကာရှိမာဒိုင်းလာဆိုတဲ့ဘူတာကနေတဆင့်ကျွန်တော်ဒီနေ့သွားမှာပဲဖြစ်ပါတယ်ဆိုတော့ဂျပန်မှာအကြီးဆုံးဟန်နာပီပွဲကိုကိုတိုင်းကလည်းမခံစားဘူးเนาะအကြီးဆုံးဆိုတော့အရန်လဲကြည့်ကျင်တယ်တစ်ခါတစ်နှစ်မှတစ်ခါကြည့်ရတယ်ဆိုပေမဲ့လည်းတစ်ခါတလေမိုးရွာတဲ့အခါကျရင်တော့တို့ပွဲအစီအစဉ်တွေမရှိဘူးဖြတ်ပစ်တယ်ဆိုတော့ဒီနေ့ကလည်းရာသီဥတုလေးရတာဆိုတော့ကျွန်တော်ဒီနေ့စနေပိတ်ရပေါ့နော်သွားကြည့်မှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်နဲ့အတူတူမီပန်းပွဲတော်ယူလိုက်ပါလေးလာခြင်းနဲ့ဆိုတော့ကျွန်တော်တို့အတူတူလိုက်ခဲလို့လည်းရပါတယ်ဒီမှာပေါ့နော် location အရဆိုရင်တော့ကျွန်တော်အိမ်ကနေပြီးတော့တနာရီနဲ့4မိနစ်လောက်တော့သွားရမယ်ပေါ့တောက်ရွေးလိုက်မယ်ဒီစင်းတိုင်းတွားမှာယထာ3စင်းတော့စီးရအောင်ယထာ3စင်းစီးပြီးတော့မှနောက်တဲ့13မိနစ်လမ်းလျှောက်အောင်ဆိုတော့ကျွန်တော်စီစဉ်ရပါတော့ဒီကနေပြီးတော့မိဘဘက်ကိုသွားမယ်သွားပြီးတော့လို့ရှိရင်ကျွန်တော်ဗီဒီယို edit တွေပါလုပ်ပြီးတော့မှပြန်ပြမယ်စိတ်ကူးထားတာဒါပေမဲ့ယထာဂိတ်လေးရောက်ရောဗျာများလိုက်တဲ့လူဆိုတာမှလေနေတာမဟုတ်ဘူးဟမ်ပေါ်လိုက်တဲ့အိမ်တွင်းဖုန်းတွေဂျပန်တွေဆိုတာဘယ်ကဘလို့ရောက်လာမှမသိရဟာအာရခဝမြေကမ်းဘေးနဲ့ကျွန်တော်ဆင်းတဲ့ဘူတာနဲ့ပုံမှန်သွားလို့ရှိရင်တော့ဒီ10မိနစ်ကျော်13မိနစ်15မိနစ်ဝန်းကျင်လောက်သွားရတာပေါ့ခုနကတော့ကျွန်တော်သွားလိုက်တာပေါ့နော်ခမန်းကြီးအားဖြင့်ကျွန်တော်45မိနစ်နဲ့တနာရီဝန်းကျင်လောက်ရှိမယ်ထင်တယ်ဒီဗီဒီယိုရိုက်ဖို့မပြောနဲ့စကားတော့မနေပြောရဒီပြီးတော့ကျွန်တော်ကလည်းတယောက်တည်းသွားဆိုတော့တခြားရိုက်ကွင်းတွေပါကြတော့အစင်ကမပြေနေဘူးလေမပြေတော့ကျွန်တော်ဘယ်လိုလုပ်ရလဲဆိုတော့ကျွန်တော်ကင်မရာကြီးကိုဒီ tripod လေးနဲ့ထောင်ပြီးတော့ရှောက်သွားပြီးတော့မုတ်တီလည်းဝယ်စားလို့မရအောင်လူတွေကအများကြီးဆိုတော့လူကြီးတော်တော်များမယ်ထင်တယ်ဗျာလူ6သိန်းလောက်ရှိမယ်ထင်တော်တော်အစုပေါင်းလိုက်လို့ရှိရင်ဒါတော့မှတနေရာတည်းကြည့်ရအောင်ဒီဘက်ဟိုဘက် site မှာဘက်တို့ဘာတော့ကြည့်ရ view တွေကမပါသေးဘူးမြေကမ်းပြီးဆိုပေမဲ့မိဘပွဲကဘယ်နာနေဘလို့လွတ်တင်မလဲတော့ကျွန်တော်တို့မသိဘူးပေါ့နော်အဲ့လိုမျိုးသူတို့လူရှိရပဲတွားဆိုတော့ကျွန်တော်တို့ကပထမတွားတဲ့နေရာမြေကမ်းပြီးတွားတာမြေကမ်းရှိကိုတွားတာပေါ့ဒါပေမဲ့တို့ဖောက်တော့ကျွန်တော်တို့ဟိုညာဘက်ဟိုဘက်အချမ်းဟိုဟတ်ဆုနေတို့ဘာလို့ဘက်ကနေပြီးတော့နီးမယ်ထင်တယ်အဲ့ရနေကိုပူဖောက်တော့ကျွန်တော်တို့ကျတော့ဒီလိုပြန်ကြည့်ရတယ်ပြန်လျှောက်ရတယ်ဆိုတော့နည်းနည်းလေးမစိုးတော့ဝီးသွားဆိုတော့ご協力をお願いします。And when you go, I will fall back apart. 土手下通りをご通行中の皆さんにお願いします。Find pieces of me all over
they 大 are. 変危険です雑踏事故を防止するため警察官やスタッフが整理誘導を行っています皆さんのご理 In 解と this ပေါ်တွေကလည်းအလုပ်တွေရှိရဆိုကျွန်တော်တယောက်တည်းသွားဆိုတော့ကျွန်တော်ကမှတ်တမ်းပဲတင်နေတဲ့သဘောမျိုးဖြစ်သွားတာပေါ့ဗျာဒီဘလော့ရတယ်လို့မဟုတ်ဘဲနဲ့မမြင်လည်းမမြင်ဘူးတော့လေဒီလောက်ကြီးမားတဲ့ပွဲကြီးကျွန်တော်တစ်ခါမှလည်းမသွားဘူးဆိုတခုကြောက်တာတော့ရှိပြီဘာလို့ဆိုတော့တကယ်လို့ဒီလူကြီးပေါ့နော်တခုခုတွေနဲ့ဖြစ်သွားလို့ကျွန်တော်ခါကိုရီးယားမှာဖြစ်တယ်လို့ပေါ့လူနေလို့လူတွေတက်တည်ပေးလိုက်ရဆိုတာလူတွေတယောက်တယောက်နေမိလို့ဆိုတာဖြစ်ကောင်းဖြစ်နိုင်တယ်ဒီကပွဲကင်းထဲမှာကြီးပဲ6သိန်းဝင်းကျင်လောက်ရှိတယ်ဗျာဒီပွဲကင်းတနေရာထဲမှာကြီးပဲပေါ့နော်6သိန်းလောက်ကညအောင်ကအောင်ပါဒါကျွန်တော်နေကြသူတို့ကတာတော့လေသူကပိတ်သိမ့်နေတဲ့အချိန်မှာဒါတော့ site မှာပဲအချမ်းတွေပါရတယ်ဒါအဲ့ဒါတွေပဲကြည့်ရပါထက်တွက်လိုက်မှဆိုလို့ရှိရင်လူက6သိန်းပိုင်းမကတော့ဘူးเนาะသူကအကြီးကြီးဖြစ်တယ်တူတူမှာတော့ဒါဒီပွဲကအကြီးဆုံးပေါ့ in this house of cards. 道を通ります道を広く開けてお待ちください With only hearts. You cannot reap what you never did sow. 道を広く開けてお待ちくださいご理解とご協力お願いします You cannot learn what you never won't know. In this house of cards. With only ပြန်မရတော့မယ်သူ8နာရီရနေပြီးတော့8နာရီပွဲထိပဲဆိုတော့လေအရန်ပွဲပြီးသွားမှပြန်လို့ရှိရင်လူတွေကကြက်ပိတ်တဲ့ပြီးတော့ဘလို့မှဟိုမဖြစ်တော့ပြန်လို့မရတော့အခုမှ10မိနစ်တော့กว่าပြီးတော့မှပြန်မရအောင်ဒီအဲ့ချိန်မှမပြန်လို့မရတော့လူကဒီမှာတိန်းနဲ့ချီပြီးလာဆိုတော့လေနေတာမိုးတာလည်းရှိတော်တော်များတာပွဲပြီးသွားမှလည်းပြန်လို့ရှိရင်သွားပြီအမှန်ခုကျွန်တော်ပြန်ဘယ်လမ်းပြန်လို့ပြန်မှမသိဘူးဖောက်တဲ့မီရှူမီဘန်အလုံးကြီးရသူတို့တင်ကျင်ညာထားတာတော့မီဘန်အရေးအတွက်ဆိုရင်တော့ဒီအလုံးပေါင်း1000ဝဲလောက်ဖောက်မယ်လို့ပြောတယ်ပေါ့နော်တော်တော်လေးဟိုမှလည်းသူဖောက်လိုက်ပါတယ်သူက9နာရီကနေ10နာရီခွဲထိဆိုရင်လို့သူ့အချိန်တွင်းအပြည့်ကြည့်မယ်ဆိုလို့ရှိရင်ဒီကယ်လို့ပြန်မယ်ဆိုအရင်ဒုက္ခရောက်တယ်လူအုပ်စုလိုက်ပြန်ကြရဆိုတော့တော်တော်ယထာဘလို့မှအဆင်မပြေဘူးယထာဘောတက်ဖို့အဲ့တော့ကျွန်တော်က10မိနစ်လောက်ဆိုပြီးထွက်လာခဲ့တာတောင်းမှတော်ထပ်တိုးလိုက်ရအောင်နော်ထပ်တိုးပြီးတော့ပြန်ပြီးရနီယာကာရာ4ဆိုတဲ့ဒီလူနီပညာနဲ့သူတို့ပုံဖော်ထားတာမီရှူမီဘန်ကဖောက်လိုက်လို့ရှိရင်ဒီရေတကွန်စီးနေတယ်လို့နီယာကာရာ4ဆိုပြီးတော့သူတို့နာမည်ပေးထားတယ်အိုင်မီဘန်လည်းလွတ်တယ်ပေါ့နော်အဲရေတကွန်ပုံစံမီဘန်ပြတ်တာကဒီအီတာဘတ်ရှိမှာတော့နာမည်အကြီးဆုံးပဲပေါ့နော်တစ်ဖက်ကပြန်ပြီးတော့ကျွန်တော်အနေနဲ့စဉ်းစားတာတော့ကြောက်ဖို့ကောင်းတယ်တကယ်လို့ဒါတစ်ခုဖြစ်သွားခဲ့ရှိတော့ပြေးလို့မလွယ်ဘူးဒီထဲမှာအသက်ကြီးတွေပါတယ်လူကြီးတွေပါတယ်လူငယ်လေးတွေပါကလေးတွေပါတယ်သူ့ဟာနဲ့သူတစ်ဖက်ကတော့ကောင်းတာပျော်ပွဲရှင်ပဲဖြစ်မယ်တစ်ဖက်ကတော့ကြောက်ဖို့ကောင်းတယ်ကြောက်စရာကောင်းတဲ့အနေအထားပဲ